ဒီနေ့ကတော့အင်္ဂါသားသမီးတွေရဲ့ဟောစရန်လေးဖြစ်ပါတယ်။အင်္ဂါသားသမီးတွေကဒီနေ့မှာမြင်ရတဲ့အရာလေးကတော့နည်းနည်းလေးကို research ပြန်လုပ်ဖို့အရေးကြီးနေတဲ့ချိန်ကာလလို့ပြောချင်ပါတယ်။အားပြန်ဖြည့်ဖို့လိုအပ်ပါတယ်။အခုချိန်မှာစိတ်ရောလူရောအနာပေးဖို့လိုအပ်တယ်။အရင်အရှိတွေမှာစူးစမ်းမှုတွေကြောင့်နော်အားထုတ်မှုတွေကြောင့်အရင်ပင်ပန်းခဲ့ပြီးသွားပြီ။အဲ့တော့ဒီကာလနည်းနည်းလေးအနာယူဖို့လိုအပ်နေတဲ့အချိန်ကာလလို့ဆရာမလေးကတော့တွေ့ရတယ်။အဲ့တော့ဆရာမလေးမနာနိုင်ပါဘူးနားလိုက်ရင်အခုနောက်ကလူတွေကြောတက်သွားမယ်ပေါ့နော်ဟုတ်ဘူးဆရာမလေးပြောချင်တာစိတ်ရောလူရောကိုအနည်းငယ်တစ်ပတ်လောက်ဖြစ်ဖြစ်9ရက်လောက်ဖြစ်ဖြစ်အနားယူအနည်းဆုံးဆရာမလေးကတော့တစ်ပတ်လောက်တော့နားစေခြင်းနဲ့နားပြီးလို့ရှိရင်တော့တင့်အတွက်ဘဝမှာပေါ့နော်အရင်နဲ့မတူတဲ့နော်ရွှေပဒေတပင်ငွေပဒေတပင်တီးလာတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့လိုမျိုးဘာဖြစ်လို့တွေ့ရတာလဲဆိုတော့တင်ဒီအနားယူလိုက်တဲ့အခါမှာစိတ်ရောလူရောအကုန်လုံး clear ဖြစ်သွားမယ်အကုန်လုံးစိတ်ကညွန့်အေးချမ်းသွားမယ်ငြိမ်းချမ်းသွားမယ် heal ဖြစ်သွားမယ်အဲ့လိုအချိန်ကနေစပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုတွေကနော်တဖန်ပြန်ပြီးတော့ဘယ်လိုစူးစမ်းမယ်ဆိုတဲ့ဟာတွေကိုဒီဉာဏ်တကားတွေကလည်းပွင့်သွားပြီးတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကပို့ပြီးတော့အသက်ဝင်လာတာမျိုးတွေ့ရတယ်တခါတလေကျရင်လူတွေကသိရမလားအမြဲတမ်းသူများကိုယ့်ထက်တောင်းရမှာဆိုလို့စူးစမ်းရင်းနဲ့ဒီလူဘဝကြီးမှာဒီစူးစမ်းမှုတွေနဲ့ပဲအမြဲတမ်းသွားနေနေအနားယူဖို့ကိုစိတ်ပျော်ရွှင်မှုကိုရှာဖို့တွေမိနေတတ်တယ်เนาะအဲ့တော့ပတ်စံနောက်ကိုလိုက်တယ်ဒီသူများတွေထက်အောင်မြင်မှုဆိုတဲ့သူတွေနောက်ကိုလိုက်တယ်လိုက်ရင်ねဘာဖြစ်လဲဆိုတော့ကိုဘဝအတွက်တကယ်အရေးကြီးတဲ့ကြံ့မာရေးတွေတကယ်အရေးကြီးတဲ့စိတ်အေးချမ်းမှုတွေเนาะကိုချစ်တဲ့သူတွေကိုတန်ဖိုးထားမှုတွေဒါတွေကမိရောနေတတ်တယ်ဒါဆရာမလေးဒါလေးကိုအကြံပေးတာပေါ့เนาะအဲ့တော့ကြိုးစားပါကိုအတွက်လည်းအချိန်ပေးပါကိုချစ်တဲ့သူတွေကိုလည်းတန်ဖိုးထားပြီးတော့ချစ်ခင်နေပါပေါ့နော်ဆရာမလေးအမြဲတမ်းပြောတယ်လူဘဝဟာအမြဲတမ်းတရားနဲ့တက်ကဒီကာလာကြီးကအမျိုးဖြစ်နေတဲ့ကာလာဖြစ်တဲ့အတွက်ဒီနေ့မှာချစ်တဲ့သူတွေတန်ဖိုးထားပေးဖို့ထပ်လောင်းပြောပြစီဆရာမလေးကနော်အဲ့တော့ဇာတာရှင်ကအရင်ကိုယုံကြည်မှုရှိတယ် proud ဖြစ်တယ်နော် confident အရင် level so high နော်အဲ့တော့ဇာတာရှင်တို့ကအမြဲတမ်းဘဝမှာဒီ hostel တွေကိုလာကြည့်တဲ့သူဆရာမလေး hostel ကိုလာကြည့်တဲ့အင်္ဂါသားသမီးတော်တော်များများကဘဝမှာအမြဲတမ်းခလေးဘဝကနေစပြီးအခုချိန်ထိဥဆောင်ရတဲ့သူမျိုးပဲเนาะကျောင်းမှာဆိုလဲကျောင်းသားကောင်းဆောင်เนาะအိမ်မှာဆိုလဲအိမ်တော်ဦးစီးဒါမှမဟုတ်လဲအိမ်ရဲ့တာဝန်တွေအကုန်လုံးကိုယ့်ပခုံးပေါ်မှာထမ်းထားတဲ့သူတွေအဲ့လိုမျိုးဖြစ်လိမ့်မယ်ရှင်เนาะအဲ့တော့အရွယ်နဲ့မမျှတဲ့အရာတွေကိုငယ်စဉ်ကာလတွေကနေပြီးအခုချိန်ထိထမ်းထားရတယ်နော်ငငယ်လေးတွေကနေအခုချိန်ထိထမ်းထားအဲ့ကြောင့်ဆရာမလေးခုနပြောတယ်မြင်ရတဲ့ဟာစပြီးပါမြင်လဲဆိုတော့သင်တို့အနားယူဖို့လိုအပ်တယ်လို့ဆရာမလေးအဲ့ကြောင့်ပြောတယ်ဘာလို့လဲဆိုတော့အရင်ပင်ပန်းခဲ့ပြီလေကွာနော်ဘဝမှာအမြဲတမ်းစူးစမ်းရတယ်ရုန်းကန်ရတယ်ဒီမိသားစုအတွက်ဒီလူတွေအတွက်ဒီချစ်တဲ့သူတွေအတွက်ကိုရုန်းကန်ရင်နဲ့ကိုယ့်အတွက်ကိုအချိန်ပေးဖို့ကာလရောက်ပြီလို့ဆရာမလေးကတော့ပြောချင်ပါတယ်နော်အဲ့တော့ဒီကာလကသင်အတွက်စူးစမ်းရမယ့်ကာလတွေကိုခဏမေ့ပြီးတော့စူးစမ်းမယ်ဒါပေမဲ့မစူးစမ်းခင်မှာ9ရက်လောက်အနေငယ်ပြန်ပြီးတော့အပြန်ဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့ဒါပြီးသွားရင်သင်ကအနားယူပြီးတော့သင်ပြန်စူးစမ်းဖို့အချိန်ရောက်ပြီဆိုတဲ့အချိန်မှာသင်ဘာဖြစ်လာမလဲဆိုတော့သင်ရဲ့ဘဝကreset button ချလိုက်သူလို့တလုံးကနေပြီးတော့ဆရာမလေးတို့ဘာလုပ်လဲအရန်ကြီးကိုဟန်းနေတယ်ဆိုလို့ရှိရင်အရန်လေးွားပြီသူမှလေးပင်နေပြီဖြစ်တဲ့အတွက်ဆရာမလေးတို့က reset ချလိုက်တဲ့အခါမှာသူဒီပြန်ပြီးတော့ဒီရှုပ်ထွေးနေတဲ့အရာတွေအားလုံးကပြန်ပြီးတော့အဆင်ပြေသွားတာမျိုးရှိတယ်နော်အဲ့လိုမျိုးပဲဆရာမလေးတို့အရာအလုံးကိုအလုပ်တွေနော်လုပ်ငန်းတွေကိုယ့်ရဲ့အခြေရေးတွေကိုယ့်ရဲ့အိမ်အောင်ရေးတွေမိသားစုရေးရတယ်အားလုံးကသင်အနားယူလိုက်ပြီးတဲ့အချိန်ကနေစပြီးတော့ပြန်နေပြီးတော့အဆင်ပြေထူးခြားလာတာမျိုးတွေ့ရတယ်နော်ငယ်ရွယ်နဲ့ကိုယ်အရွယ်အသက်အရွယ်နဲ့မမျှတဲ့တာဝန်တွေထမ်းဆောင်ခဲ့ရတဲ့သူမျိုးဖြစ်တဲ့အတွက်ဆရာမလေးကတော့ဒါလေးကိုအဓိကထားပြီးတော့ဒီလမှာတော့မှားခြင်းနဲ့ပြီးတဲ့အခါမှာဇာတာရှင်ကဒီချိန်မှာအချစ်ရေးကိုပါနော်အချစ်ရေးအတွက်လည်းနည်းနည်းလေးခဏနောက်တလန်းဆုပ်တာမျိုးအရင်ကိုချစ်တဲ့သူတန်တရားတွေဝင်တာအမြဲတမ်းသူ control လုပ်တာအဲ့ဒါလေးတွေကို short ပေးပြီးတော့เนาะဒီချိန်မှာကိုအချိန်ပေးမယ်เนาะတခါလေကြာလို့ရှိရင်ကိုကြောင့်တစ်ဖက်သားကိုချစ်တဲ့သူတွေမှာထိခိုက်နာခြင်းမှုတွေဖြစ်တတ်တယ်အဲ့တော့နှစ်ဦးကြားထဲမှာဒီချိန်ကဘာကိုတိဆောက်ရမယ့်အချိန်လဲဆိုတော့ယုံကြည်မှုကိုတိဆောက်ရမယ့်အချိန်ဖြစ်တယ်အချစ်တွေကိုပို့ပြီးတော့တန်ဖိုးထားဖို့စောင့်ရှောက်ရမယ့်ကာလလို့ဆရာမလေးကတော့ပြောချင်တယ်တင်ကြောင့်တင်ချစ်တဲ့သူနည်းနည်းပင်ပန်းနေတာမျိုးလေးဆရာမလေးတွေ့ရတယ်เนาะအဲ့တော့တင်ကိုယ်တိုင်ပင်ပန်းတယ်လို့ကိုပေးနာလူတွေလည်းပင်ပန်းတာမျိုးမလုပ်ပါနဲ့နောက်တစ်ခါကျတော့တင်မှာအရန်ချစ်တတ်တယ်အရန် cover လုပ်တတ်တယ်အရန် protect လုပ်တတ်တယ်အဲ့ဒီစိတ်တွေကိုချစ်တဲ့သူတွေကိုပေးနာပတ်ဝန်းကျင်ကလူတွေအဲ့လိုမျိုးကို view site တက်ပေးမဲ့လေတင်ကเนาะတင်ရဲ့စစ်မှန်တဲ့
တင်းရဲ့ချစ်စရာကောင်းတဲ့အမှုရာတွေဖုံးကွယ်ထားပြီးတော့တင်းဒီခက်တီခက်တန်းနေနေပေါ့နော်အဲ့လိုမျိုးနေတယ်ပြီးတော့တင်းမှာသူများနဲ့မတူတဲ့အလှအပရှိတယ်ပေါ့အဲ့လိုတင်းရဲ့စိတ်လားနှလုံးသားလားဒါမှမဟုတ်တင်းရဲ့မျက်လုံးလေးလားဒါမှမဟုတ်တင်းရဲ့အကြည့်လားနော်တင်းမှာအဲ့လိုသူများနဲ့မတူတဲ့ဒီဆရာမလေးမြင်လာတော့သူများနဲ့မတူတဲ့အဲ့လိုမျိုးဟိုထူးခြားတယ်ပေါ့နော်ဆွဲဆောင်မှု attraction လေးတခုဆရာမလေးမြင်ရပါတယ်အဲ့တော့เนาะအကဲဒီလောက်မိုက်နေတာပေါ့နော်ကိုကဆွဲဆောင်မှုလည်းရှိတယ်ယောက်ျားလေးတွေဆိုလည်းမိုက်တယ်ပေါ့မိန်းကလေးတွေဆိုလည်း attraction ရှိတယ်ပေါ့နော်အကဲအဲ့လိုလူမျိုးတွေဖြစ်ရတာနဲ့ဘာဖြစ်လို့နော်ကိုပို့ပြီးတော့မချစ်ပဲနဲ့ဘာဖြစ်လို့ကိုချစ်တဲ့သူတွေကိုစိတ်ပင်ပန်းအောင်လုပ်ပြီးတော့တန်တရားတွေဝင်နေမှာလေနော်အဲ့တော့နောက်တစ်ခါကျတော့ဒီအချိန်မှာအဲ့လိုအနားယူလိုက်တဲ့အချိန်ကနေစပြီးတင်ပါရီဖြစ်လာမလဲဆိုတဲ့အခါကျရင်ကိုနော် right time ပို့ပြီးတွေ့လာမယ်ကိုယ့်ရဲ့ partner ဘယ်လိုလူမျိုးကကိုယ့်အတွက်ထိုက်တန်နေဆိုတာကိုလည်းကိုတတိချာချာသိလာမယ်เนาะအဲ့တော့ကိုယ့်ရဲ့စိတ်ဝိညာဉ်ကနေပြီးတော့သိလာတဲ့အရာတွေကကိုယ့်အတွက်လုပ်ငန်းတွေဘယ်လိုတိုးတက်အောင်စူးစမ်းရင်ကိုဘယ်လိုပိုဖြစ်မယ်ဆိုတဲ့အရာတွေပါအများကြီးမြင်အောင်လာမယ်ပေါ့เนาะအဲ့တော့ဆရာမလေးတစ်ခုတော့ပြောချင်တယ်ရှင်အိမ်ကဖះမှာเนาะပဒေသပင်လိုမျိုးပေါ့เนาะပဒေသပင်လိုမျိုးအရာလေးနင်းငယ်ပေါ့တေးသေးလေးဆိုလည်းရတယ်အဲ့မှာဖះမှာကက်လူပေးတာမျိုးပရိသပင်လိုမျိုးငွေလေးတွေကိုပေါ့နော်အနည်းဆုံးကနေပြီးတော့အများဆုံးဒီပရိသပင်တီးတယ်လိုမျိုးလေးလှူပေးထားပါလားရှင်အဲ့လိုလှူပေးခြင်းအပြင်တင့်ရဲ့ကန်တွေကဒီလာကုန်ပြီဆိုတာ ਨੇ ထူးထူးခြားခြားနေပေါ့နော်အဲ့လိုပြောရမယ်ဆိုလို့ရှင်ထီပေါက်တကဲ့သို့ငွေတွေဝင်လာတာမျိုးလည်းဆရာမလေးတွေ့ရတယ်တချို့ဆိုအမွေရတာမျိုးတွေပေါ့နော်တချို့ကြတော့လေလုပ်ငန်းတွေအဆင်ပြေသွားတာမျိုးတွေပေါ့နော်ဒါမျိုးလေးတွေမြင်ရတယ်ကဲအဲ့တော့ဒီချိန်ဟာတင်အတွက်နော်အချိန်ကာလကောင်းဖြစ်ပြီးဖြစ်တဲ့အတွက်ကိုယ့်ရဲ့အောင်မြင်မှုတွေကိုပို့ပြီးထပ်လောင်းရရှိဖို့အတွက်ကိုဆရာမလေးကပြောသလိုအနားယူပြီးတော့မှပဲကိုယ့်ရဲ့ခွန်အားတွေပြန်နေအသုံးချဖို့မှာပြစီရှင်အားလုံးအဆင်ပြေတိုးတက်ကြပါစေ။